အားလုံးပဲမင်္ဂလာပါတွန်းငွေတန်သမီးတွေအတွက်တပတ်စာကကျွန်မကိုဟောကြားပေးမှာဖြစ်ပါတယ်တွန်းငွေတန်သမီးတွေအောင်နော်ဒီတစ်ပတ်အတွင်းမှာနော်ပြီးခဲ့တဲ့အပတ်နဲ့ဒီတစ်ပတ်အစပါလောက်မှာပေါ့နော်ဘလောက်ပဲစိတ်တွေညင်ညင်စိတ်ဆွေးစရာတွေပဲရှိပေါ့နော်အခုကစားပြီးတော့အဆင်ပြေအောင်မြင်နေထားတယ်အများကြီးတွေ့ရတယ်ငွေကြီးအားဖြင့်လည်းတော်တော်လေးကောင်းမွန်နေနေထားတွေ့ရတယ်အလုတ်ခွန်မှတော့၎င်းပေါ့နော်မိမိရဲ့ကိုယ်ပိုင်လုံးမှာပဲဖြစ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အခွင့်အရေးရတာသို့မဟုတ်အလုံးမှာဆိုနေရာတို့တက်တာမျိုးပေါ့နော်အဲ့လိုအနေထားမျိုးတွေကြုံတွေ့ရတဲ့အနေထားမျိုးအများကြီးကြုံတွေ့ရနိုင်တယ်ကိုကူညီမဲ့တငယ်ချင်းအပေါင်းအသင်းတွေလည်းများနေတတ်တယ်ဒီကာလတွေမှာမိသားစုနဲ့ပြန်ပြီးတော့ဝေးနေတဲ့လူတွေဆိုရင်ပေါ့နော်မိသားစုနဲ့ပြန်ပြီးတော့အဆက်အသွယ်ရတာတွေ့ရတာမျိုးတွေရှိမဲ့မိသားစုစီကနှုတ်ထွေးမှုခံစားရတဲ့အချိန်ကာလလို့ပြောလို့ရတယ်ပေါ့နော်ဒီကာလတွေမှာတာရေးနာရေးသွားရတတ်တယ်ပေါ့နော်ပွဲလမ်းသပင်နဲ့တက်တာမျိုးတွေလည်းပြုလို့ရတတ်တယ်ကိုယုံကြည်ချက်အတိုင်းပဲမျိုးရှေ့နေပေါ့နောက်မဆုံးမြန်နေတတ်ပါတယ်ဒီနေ့သာသမီနေရာပေါ့တွေ့ရတယ်နော်ဒီတပတ်အတွင်းမှာကျမရဲ့အနေနဲ့ရတော့ဦးကောင်မဆိုင်ရာအပြောပါတယ်သတိထားရမယ်တော်လေးကောင်းမကြည့်လားလို့ပြောလို့ရတယ်တက်တာမျိုးအဲ့လိုသာသမီသူကတွင်းသာသမီပုံလွဲတာစာတက်တာဖြစ်တဲ့တွေ့ရတယ်သတိထားရပါမယ်တွန်းနေတာသမီးရဒီတစ်ပတ်တွင်ကန်ကောင်းအောင်ဆိုရင်ပေါ့နော်လမ်းဘေးပေါ့နော်ခွေးလေးကိုအစာကျွေးပြီးဒါနပြုတာမျိုးပြုလုပ်ခြင်းမိမိရဲ့ကန်တွေကိုကောင်းမှုစီမှာပဲဖြစ်ပါတယ်အားလုံးပဲစရအဆင်ပြေကြပါစေ